ဒီမျိုးသမီးဟာကဘာပေါ်မှာဘယ်သူမှမဖြစ်ဘူးသေးတဲ့ထူးဆန်းလာတဲ့ယောဂါဆိုတစ်ခုကိုရုတ်တရက်ခံစားလိုက်ရတာဖြစ်ပါတယ်အဲ့ဒီယောဂါကတော့သူမရဲ့ခန္ဓာကိုယ်ကိုမြေပြင်ပေါ်မှာရှိမနေစေပဲလေထဲသို့တောက်လျှောက်မျောလွင့်နေစေတာပေါ့အောက်သို့ပြန်လဲပြုတ်ကျမသွားယုံနေမကပဲသူမရဲ့ခန္ဓာကိုယ်ဟာအထက်သို့တဖြည်းဖြည်းချင်းပုံမမြင့်မားစွာပြန်တက်လို့နေခဲ့တာဖြစ်ပါတယ်အစပိုင်းမှာတော့သူမဟာတာမန်တိုင်းအိမ်တွင်းတန်ရှင်ရေးလှုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။သို့တော်လည်းမမျှော်လင့်ပဲသူမရဲ့ခြေထောက်နှစ်ဖက်ဟာကျမ်းပြင်ပေါ်ကနေတဖြည်းဖြည်းချင်းအပေါ်သို့မြောက်တက်သွားခဲ့ပြီးမိမိရဲ့ခန္ဓာကိုယ်ကိုလုံးဝထိန်းချုပ်လို့မရတော့တာပေါ့။သမီးဖြစ်သူကတော့အဲ့ဒီမြင်ကွင်းကိုဘေးနားကနေထိတ်လန့်တုန်လှုပ်စွာနဲ့ငေးဆိုင်ကြည့်နေခဲ့ရပြီးခင်မွန်းဖြစ်သူကလည်းမိသက်တက်ဖွဲ့စီတို့ချက်ချင်းဖုံးဆက်အကူအညီတောင်းခဲ့ပါတယ်။သို့တော်လည်းသူတို့တွေဘလောက်ပဲရှိသမျှအားနဲ့စ조사ပြီးအောက်သို့ဆွဲချပါစေ။အဲ့ဒီအမျိုးသမီးရဲ့ခန္ဓာကိုယ်ကိုစိုးစင်းမြရွှေ့လျားအောင်မလုပ်နိုင်ခဲ့ကြပါဘူး။တနာရီအတွင်းမှာတင်ဆရာဝန်တွေကသူမရဲ့ခန္ဓာကိုယ်ဟာအထက်သို့10စင်တီမီတာခန့်ထပ်မံမြင့်တက်သွားခဲ့ပြီဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်။ဒီလောက်ထိထူးဆန်းလွန်းတဲ့အခြေအနေနဲ့ရင်ဆိုင်လိုက်ရတဲ့အခါမှာတော့ဆရာဝန်ကြီးတွေလည်းဘာလို့ရမှန်းမသိဖြစ်သွားခဲ့ကြပြီးသူတေသနာပြုလုပ်ဖို့အတွက်သွေးနမူနာကိုပဲထုတ်ယူစစ်ဆေးနိုင်ခဲ့ကြတာပေါ့။အဲ့ဒီချိန်တော်တွင်းမှာတော့အမျိုးသမီးဟာလေထဲမှာပြန်လွင့်လျက်အတိုင်းပဲခက်ခဲစွာနေထိုင်သွားခဲ့ရပါတယ်။သူမဟာအိမ်သာသွားဖို့အတွက်သူတစ်ပါးရဲ့အကူအညီကိုအမြဲတမ်းရယူရယုံတယ်မကပဲညဘက်အိပ်ဆက်တဲ့အခါမှာလည်းမတ်တက်ရက်လျက်အတိုင်းခက်ခဲစွာအိပ်ဆက်ခဲ့ရတာပေါ့။နောက်တစ်နေ့မှာတော့သူမရဲ့ခန္ဓာကိုယ်ဟာအိမ်ရဲ့မျက်နှာကျက်စီသို့ကပ်လျက်ရောက်ရှိသွားခဲ့ပါပြီ။ခင်မွန်းဖြစ်သူဟာဇနီးတဲ့ကိုကုသပေးနိုင်ဖို့အတွက်အထူးကုဆရာဝန်ကြီးတဦးကိုအိမ်တိုင်ရာရောက်ထပ်မံခေါ်ယူခဲ့ပါတယ်။သို့တော်လည်းစစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့နောက်မှာတော့ဆရာဝန်ကြီးကစိတ်မကောင်းစရာသတင်းဆိုးတစ်ခုကိုပဲပြောပြခဲ့တာပေါ့။အဲ့ဒါကတော့ဒီမျိုးသမီးဟာကဘာပေါ်မှာကုထုံးလုံးဝမရှိသေးတဲ့ရှားပါးယောဂါဆိုးတစ်ခုကိုခံစားနေရတာဖြစ်ပြီးသူမရဲ့ခန္ဓာကိုယ်ဟာအာကာသအပြင်ဘက်သို့ရောက်ရှိသွားတဲ့အထိအထက်သို့ဇက်တိုက်ပြန်တက်နေအောင်မှာပဲဖြစ်ပါတယ်။ရွေးချယ်စရာလမ်းမရှိတော့တာကြောင့်ခင်မွန်းဖြစ်သူဟာဇနီးတဲ့ခေါင်းနဲ့မတိုက်မိစေဖို့အိမ်ရဲ့မျက်နှာချက်ကိုအပေါက်ကြီးတစ်ခုဖောက်ပေးလိုက်ရုံနဲ့မကပဲဇနီးတဲ့အပေါ်သို့ထပ်ပြီးလွင့်မသွားစေဖို့အတွက်သူမရဲ့ခြေထောက်တွေမှာကြိုးတွေကိုတင်းတင်းကြပ်ကြပ်ချီနှောင်ပြီးအောက်ကနေအသေးအတန်ထိန်းထားခဲ့ပါတယ်။သို့တော်လည်းအဲ့ဒီစ조사မှုမှန်သမျှဟာနောက်ဆုံးမှာတော့အချီးနှီးသာဖြစ်ခဲ့ရတာပေါ့။အမျိုးသမီးဟာအထက်သို့ပုံမမြင့်မားစွာဇက်တိုက်ပြန်တက်နေခဲ့တာကြောင့်မိသားစုဝင်တွေအနေနဲ့သူမကိုအနီးကပ်ပြုစုစောင့်ရှောက်ပေးဖို့ဘလို့မှမတက်နိုင်တော့တဲ့အခြေအနေကိုရောက်ရှိသွားခဲ့ရပါတယ်။သမီးဖြစ်သူကတော့မိခင်ဖြစ်သူလန်ခီးမှာစားသုံးနိုင်ဖို့အတွက်လုံလောက်တဲ့ရိတ်ခါအစားအစာတွေကိုအစင်သင့်ပြင်ဆင်ပေးခဲ့တာပေါ့။လအနှဲငယ်ကြာမြင့်သွားခဲ့ပြီးတဲ့နောက်မှာတော့အဲ့ဒီအမျိုးသမီးဟာကဘာမြေကြီးရဲ့လေထုအလွှာအထိမြင့်မားစွာရောက်ရှိသွားခဲ့ပါပြီ။သူမဟာဝစ်ဆင်ထားတဲ့အောက်ဆီဂျင်မျက်နှာဖုံးကိုဖြုတ်ပစ်လိုက်ပြီးအောက်ခြေကကဘာမြေပေါ်မှာကြံရစ်ခဲ့တဲ့သူမရဲ့မိသားစုဝင်တွေစီတို့မျက်ရည်တွေနဲ့အတူနောက်ဆုံးနှုတ်ဆက်ခြင်းဖုံးခေါ်ဆိုမှုကိုပြုလုပ်လိုက်ပါတော့တယ်။